နေသားရဲ့နေ့တစ်နေ့မှာကောင်းကင်ကမိုးသားဖြူလို့ကြည်စင်နေပါတယ်။ရေကန်ကိုဖျက်ဆောက်ထားတဲ့တရားပေါ်မှာအများသူကကူးလူသွားလာနေကြပါတယ်။ဒီအချိန်မှာရှောင်းရံတယောက်စိတ်ရင်းညစ်နဲ့ရှောင်းရင်တော်ကထွက်လာခဲ့ပါတယ်။ဒါကိုရွှေတယောက်နောက်ကနေလိုက်ကြည့်ပြီးစိတ်မကောင်းဖြစ်လို့နေပါတယ်။သုံးနှစ်ချင်းစုံမှုကြောင့်ပြစ်တင်ဝေဖန်မှုတွေကိုကြုံတွေ့နေရတဲ့ရှောင်းရံကတော့အတက်နိုင်ဆုံးစိတ်တန့်ကြက်ခံအောင်ကြိုးစားလိုက်ပါတယ်။ရှောင်းရင်တော်ကလူကြီးတွေကလည်းရှောင်းရံကိုတနာလိုက်မြို့နယ်စုအတွက်ရတဲ့မအေးလိုက်မို့ဝေခွဲမရမြေဝဲမဘဝကိုအထီးကြီးဖြစ်ပြီးရောက်ရှိလို့နေရပါတယ်။အဲ့ဒီအချိန်မှာအင်္ဂါထွက်လာတဲ့ရှောင်းရံတယောက်လူနည်းစုရဲ့လမ်းပခင်ကိုခံလိုက်ရပါတယ်။ဘသူတွေလဲဆိုတော့ရှောင်းရံရဲ့ညီကိုဝမ်းခွဲတော်ဆက်သူပါပဲသူကရှောင်းရံကိုမနာလိုနေတဲ့သူပါအခုလေရှောင်းရံတော်တွေကသူ့လူတွေကိုစုပြီးရှောင်းရံကိုရန်လာပြီးရန်စားနေတာပါရှောင်းရံလည်းစိတ်အခြေအနေအဆင်မပြေတော့တယောက်နဲ့တယောက်ပြန်ပြောရင်တိုက်ခိုက်ကြပါတော့တယ်ရွှေကအပြေးလေးလာပြီးတားပေမဲ့ရန်ပွဲကမရက်တော့ပါဘူးဒါပေမဲ့လေတုတ်ချီအစင်နေနေတဲ့ရှောင်းရံတယောက်သူ့အကူကိုဘလို့မှမနိုင်ပါဘူးလေချသွားတဲ့ရှောင်းရံကိုကြည့်ပြီးရွှေတယောက်ဒေါသထွက်လာပါတော့တယ်ဒေါသထွက်လာတာကိုကြည့်ပြီးရှောင်းရဲ့ကိုမြင်ပြီးလန့်သွားပါတော့တယ်အဲ့ဒီအချိန်မှာရှောင်းရံလည်းရွှေကိုတယောက်တည်းနေပြစေလို့ပြောပြီးတောင်းပေါ်ကိုပြည့်တက်လာပါတယ်ယောက်ျားလေးတွေဆိုတာတန်မာတာကိုပဲပြကျင်ကြတာမဟုတ်လားအခုလိုကြာဆုံးချိန်ဝမ်းနေချိန်မှာဘယ်သူမှအများရှိမှမနေကြကြဘူးလေမင်္ဂလာလက်ထပ်ပွဲကလည်းဖြတ်သိမ်းခံရတာဖြစ်တယ်လို့ရန်ဖြစ်တာတော့မနိုင်တဲ့သူ့ဘဝကိုသူတွေးပြီးအရာရာစိတ်ပြက်အားငယ်လာပါတော့တယ်အားငယ်လို့ဝမ်းနေပြီးကြလာတဲ့မျက်ရည်တွေအတွက်ရင်ခွင်းစရာကတောင်ထိပ်ကသူ့အမေရဲ့အုပ်ဝဲပေါ့ရှောင်းရံကိုနေတာကိုသူ့အဖေကလည်းမြင်ပါတယ်ဒါပေမဲ့သွားပြီးမနှိမ့်သိမ့်ပြီးတော့ပဲသူ့သားကိုဘာဖြစ်ဖြစ်အဖေစွမ်းကိုတိုက်ခိုက်ပေးသွားမှာပါလို့သာတိုးတိုးလေးရေရွတ်နေလိုက်ပါတော့တယ်သူ့အဖေထွက်သွားတဲ့အထိရှောင်းရံတယောက်ငိုလို့မပြီးသေးပါဘူးအမေရဲ့အုပ်ကိုတိုင်တဲရင်ငိုကြွေးနေတဲ့ရှောင်းရံလည်းမြေကြီးကိုလက်သီးနဲ့ထိုးလိုက်ပြီးဘာဖြစ်လို့လဲဘာကြောင့်လဲဆိုပြီးတော့ဒါအခါခါမေးလိုက်မိပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်ကနေပြီးတော့အပြာရောင်အလင်းနဲ့တစ်ခုထွက်ပြီးတော့ဖြာထွက်ပြီးကောင်းကင်ဘုံကိုရောက်ရှိလာပါတယ်ကောင်းကင်ဘုံမှာလည်းအဲ့ဒီအပြာရောင်အလင်းနဲ့ဖြာထွက်ပြီးသွားတဲ့အခါမှာအခိုးငွေတွေနဲ့ဖုံးလန်းသွားတာပေါ့ဖုံးလန်းနေတဲ့အခိုးငွေကြားကနေလူကြီးတယောက်ရဲ့အတန်ကကျဲလောင်စွာထွက်ပေါ်လာတာမို့ရှောင်းရံတယောက်လန့်ဖြန့်သွားပါတော့တယ်သူလန့်ဖြန့်နေလို့မှမပြီးသေးဘူးအခိုးငွေတွေကတဖြည်းဖြည်းချင်းလွင့်ပြေသွားပြီးဝိညာဉ်တစ်ခုပေါ်ပေါက်လာပါတယ်အဲ့ဒီဝိညာဉ်ကရှောင်းရံကိုတိုင်းပညာတိုးတက်စေဖို့ကူညီပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီဝိညာဉ်ကတော့ဝိညာဉ်ဆရာသခင်ဝိညာဉ်ဖြစ်ပါတယ်အဲ့ဒီဝိညာဉ်ဆရာသခင်ကတုတ်ချီအကြောင်းကိုတည်တည်ချာချာလေးရှောင်းရံကိုရှင်းပြပါတော့တယ်တုတ်ချီလောကမှာအောင်မြင်သွားရင်တုတ်ချီလောကကိုရောက်ရှိမှာဖြစ်ပြီးတော့တုတ်ချီလောကမှာတော့အမျိုးအစား၄မျိုးအဆင့်12ဆင့်ခွဲခြားထားတာပဲဖြစ်ပါတယ်အမျိုးအစားအနေနဲ့ကတော့ကောင်းကင်မြေကြီးဒဏ္ဍာရီနဲ့အဝါရောင်ဆိုပြီးတော့အဆင့်၄ဆင့်ခွဲခြားထားပါတယ်။ယွန်းလန်နေရဲ့တုတ်ချီပညာအဆင့်ကဒဏ္ဍာရီအဆင့်ပဲရှိပါတယ်။သူကတော့အဲ့ထက်ပုံမျက်နှာတွေကိုသင်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီတော့ရှောင်းရံလည်းစဉ်းစားသွားရပါပြီ။တာမန်လူတွေကြားမှာပြန့်နှံ့နေတာကတော့အဝါရောင်အဆင့်ပညာရက်တွေဖြစ်ပြီးသူတို့လိုမျိုးနယ်စုကြီးတွေတောင်မှဒဏ္ဍာရီအဆင့်ကိုအလဲလက်အဆင့်ထိသာပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သူတို့ရှောင်းမျိုးနဲ့ပိုင်ဆိုင်ထားတာကတော့ချင်းသေးဒေါသဒဏ္ဍာရီအလဲလက်အဆင့်ပညာရက်ပါ။ကောင်းကင်အဆင့်ဆိုတာကဧကရစ်အဆင့်တွေကပိုင်ဆိုင်ထားတာဖြစ်ပြီးလူလူကြားထဲမှာပေါ်မလာတာအတော်တောင်ကြာပြီပဲဖြစ်ပါတယ်။နောက်ပြီးယွန်းလန်အုပ်စုကခြီစွမ်းရင်စူဆောင်းရေးဆေးလုံးတွေကိုအကန့်အသတ်မရှိပိုင်ဆိုင်ထားတာဖြစ်ပြီးတော့အဲ့ဒီခြီစွမ်းစူဆောင်းရေးဆေးလုံးတွေဒါမရှိဘူးဆိုလို့ရှိရင်လည်းဘလောက်ပဲတိုင်းပညာတော်အတွင်းအားတွေကိုစူဆောင်းနိုင်မှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်ရှောင်းရံကမဖြစ်နိုင်ဘူးလို့ဝိညာဉ်ဆရာသခင်ကြီးကိုပြောလိုက်တော့ဝိညာဉ်ဆရာသခင်ကသူ့ရှိမှဆိုရင်အဲ့ဒီဆေးလုံးတွေကဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။နောက်ပြီးတော့သူ့ကိုဆရာတင်ရင်ပြီးခဲ့တဲ့3နှစ်စာလုံးအတွက်ကျေးဇူးဆက်ချင်တာမို့ပညာသင်ပေးမယ်လို့ထပ်ပြီးပြောလိုက်ပါတယ်။အဲ့ဒီစကားရဲ့အဆုံးမှာတော့ရှောင်းရံတယောက်ဖြစ်စဉ်တစ်ခုလုံးကိုသဘောပေါက်လို့သွားပါပြီ။သူဘလောက်ပဲစူးစမ်းခဲ့သူ့ရဲ့တုတ်ချီစွမ်းအားတွေကတိုးမလာတဲ့အပြင်ကြသွားတာကဘာကြောင့်လဲဆိုတာကိုသူသိသွားတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့လက်စွပ်ထဲမှာဝိညာဉ်ဆရာသခင်ကနေထိုင်ပြီးတော့သူ့ရဲ့စွမ်းအားတွေကိုစားသုံးနေခဲ့လို့ပဲဖြစ်ပါတယ်။ရှောင်းရံတယောက်လည်းဒေါသထွက်သွားပေမဲ့နောက်ဆုံးမှာတော့ဝိညာဉ်ဆရာသခင်ကိုခွင့်လွှတ်ပေးလိုက်ပြီးတုတ်ချီလောကရဲ့အဆင့်ခွန်ကိုရအောင်သာသင်ပေးပါလို့တောင်းဆိုလိုက်ပါတော့တယ်။ဝိညာဉ်ဆရာသခင်ကလည်းအဆင်ပြေတယ်လို့ပြောလိုက်ပြီးသူ့ကိုဆရာလို့ခေါ်ဖို့ပြောလိုက်ပါတယ်။ရှောင်းရံကလည်းမင်းကငါ့ရဲ့ဆရာဖြစ်ချင်တာငါကမင်းရဲ့တပည့်ဖြစ်ချင်တာမဟုတ်ဘူး။ဒီတော့မင်းအသင်ပြကောင်းမကောင်းငါကြည့်လိုက်အောင်မယ်။အသင်ပြကောင်းမှမင်းကိုဆရာတင်နိုင်မယ်လို့ပြောလိုက်တာမို့ဝိညာဉ်ဆရာသခင်လည်းအနာကဝါးပင်တွေကိုရှောင်းရံရဲ့ကိုယ်ပေါ်ကိုဖိလိုက်ပြီးတော့တကွက်ပြလိုက်ပါတယ်။တကွက်ပြပြီးတဲ့နောက်မှာဝိညာဉ်ဆရာသခင်ကဆေးဖော်ဆက်ဖို့လိုအပ်တဲ့ဆေးညွှန်းတွေကိုရှောင်းရံကိုပေးလိုက်ပြီးလက်စွပ်ထဲကိုပြန်ဝင်သွားလိုက်ပါတော့တယ်။ရှောင်းရံလည်းဆေးညွှန်းကိုဖတ်ကြည့်ပြီးတော့တွေးတက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါတွေကရွှေစား1000လောက်ကုန်ရင်တော့မှလောက်မသိကြတဲ့ဆေးညွှန်းဖြစ်နေလို့ပါပဲ။